အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့စာရေးဆရာနောင်ရိုးစစ်တက်ရေးသားထားတဲ့အယူတော်နဲ့လှဲသား90ဆိုတဲ့စိတ်ဝင်စားဖွယ်ရာဂမ်ဘီယာဇလံကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခန်းစားပေးကြပါဦးခင်ဗျာဇလံလေးမဆောက်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးသူများလောက်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာပေါင်မို့အုပ်ထားတဲ့နွားလဲပေါင်းအစီး90လောက်ပါတဲ့လဲရန်ကြီးတစ်ခုညီမောင်မောင်မှာလဲရန်ကြီးကလမ်းအတိုင်းတရွေ့ရွေ့သွားနေတယ်။၎င်းအချိန်လောက်မှာရွာတရွာရဲ့အခြေကိုလဲရန်ကြီးရောက်လာတယ်။ဝင်းတစ်ခုစီမှာလဲတွေကရက်ကုန်ကြတယ်။ပြီးတော့လဲဘော်ကနေလူတချို့ဆင်းလာကြပြီးရွာတွေကိုဝင်ရောက်သွားကြတယ်။ရန်သူတွေကတော့လဲတွေစီကနွားတွေကိုဖြုတ်ပြီးလမ်းသူလမ်းချီသူချီနေလဲအိမ်တွေအထက်ကအမျိုးသမီးတွေကလေးငယ်တွေထွက်လာကြတယ်သူတို့ရဲ့လဲတွေအနီးမှာပဲနေရာထိုင်ခင်းကျင်းကြတယ်။တိတ်မကြလိုက်တဲ့အချိန်မှာတော့ရွာထဲကိုဝင်သွားကြတဲ့လူတွေကလက်ထဲမှာကြက်ဝက်စိတ်နဲ့ဘဲစားတဲ့အိမ်မွေးတက်တဝါတွေကိုဖမ်းဆီးပြီးတော့ပြန်ထွက်လာကြတယ်။ဖမ်းဆီးလာတဲ့တက်တဝါတွေကိုခုတ်ဖြတ်ပိုင်းတစ်ပြီးအသားတစ်တွေကိုကလေးတွေကိုလူကြီးတွေကပါမြင်းရည်ချက်ရည်စားတော့ကြတယ်။အကောင်လုံးကအစားအလွန်ကျူးကြတယ်။အသားတစ်တွေကိုစားနေကြတာများသွေးတန်တရေရဲနဲ့မျက်လုံးကြီးတွေကိုပြူးလို့ဒီမြင်ကွင်းကိုလိပ်ပြောင်ငယ်တဲ့သူတယောက်ကသာမြင်တွေ့မယ်ဆိုရင်တော့တခါတည်းနေရာတင်လန့်ဖြန့်ပြီးသေဆုံးသွားနိုင်လိမ့်မယ်ထင်ပါရဲ့ဒီလဲတွေဟာအဲ့ဒီရွာအနားမှာတပတ်လောက်ကြာနေပြီးချိန်မှာတော့လဲတွေပြန်ကောက်ခါနောက်တနေရာစီကိုထွက်ခွာသွားကြပါတယ်သူတို့ဒီလိုထွက်ခွာသွားပြီးတိုင်းရွာထဲစီမှာလူ3ယောက်သေတတ်တာကတော့ဘာကြောင့်ရဲမသိပါဘူးတိုင်းဝရွာသားငွေမောင်းတယောက်မျိုးစီကနေအလုတ်သွားလုပ်ပြီးရွာကိုအပြန်ကားစီလာရာကနေဒိုးပင်လမ်းဆောင်မှဆင်းလို့တစ်ဖက်လက်ကျန်ခရီးအတွက်လဲကြုံကိုရှာလို့နေပါတယ်အချိန်ကညနေဆောင်နေပြီဖြစ်ပါတယ်လမ်းပန်းခရီးကခက်ခဲလွန်းတော့မျိုးကနေဒိုးပင်လမ်းဆောင်အထိကိုနေတဝက်ကျိုးတဲ့အထိကားစီရတယ်ကားစီပြီးနောက်အခုရောက်နေတဲ့ဒိုးပင်လမ်းဆောင်ကနေရွာစီကို9နာရီကျော်လောက်လဲဆက်စီးရတယ်လဲပိုင်ရှိသူတို့ကရွာတွေကနေဒိုးပင်လမ်းဆောင်အထိအရောက်လာတတ်ပြီးလမ်းဆောင်နဲ့ထားလို့မြို့ကိုကားစီတက်ကြတယ်။အဲ့ဒီအတွက်ကြောင့်ဒိုးပင်လမ်းဆောင်မှာရွာတွေကနေလာဆောင်ဆိုင်းကြတဲ့လဲကြုံတွေကမရှားပါ။ကားပေါ်ကဆင်းပြီးတာနဲ့ကြုံရတတ်ပင်မဲ့ဒီကနေ့မှာတော့နောက်လဲကြားလာပြီးမို့လဲကြုံကတစည်းမှမရှိဘူး။ဒါနဲ့လဲကြုံတစည်းတလေလောက်လာမလားဆိုပြီးတော့ငွေမောင်တယောက်စောင်းဆိုင်နေလိုက်တာ။အာယူဝက်45မိနစ်လောက်ကြာမှပဲရွှေနှပင်ရွာကလဲကြုံကိုရရှိခဲ့တယ်။တကယ်တော့ရွှေနှပင်ရွာနဲ့သူတို့တိုင်းဝဆိုတာကရေတိုးမြောင်လမ်းခွဲကနေခွဲထွက်သွားရတဲ့ရွာပါအဲ့ဒီတော့ကြောင့်ငွေမောင်ဟာရွှေနှပင်လှဲကြုံကိုစီးရင်ရေတိုးမြောင်ကနေတိုင်းဝအထိကို2နာရီလောက်လမ်းဆက်600ပါလေအောင်မယ်တော်ရုံဆိုရင်တော့ဒီလိုအခြေအနေဆိုဘယ်သူကမှစီးပါလိမ့်မလဲငွေမောင်အတွက်ကတော့အခုအချိန်မှာအခုလိုလှဲကြုံရတာကိုပဲကျေးဇူးတင်လွန်နေရပြီသူမျိုးမှာအလုတ်သွားလောက်တာတစ်နှစ်ကျော်ပြီလေရွာကနေထွက်သွားပြီးကတည်းကအခုမှသာသတင်းကြွအခါရဲ့မှုရွာကိုပထမဦးဆုံးပြန်ရတာရဲ့တိုးပါတော့လဲငွေမောင်ကန်ကောင်းခဲ့ပါတယ်လဲဆထွက်ပြီးတနာရီကြာခရီးလောက်သွားမိချိန်မှာတော့သူတို့တိုင်းဝရွာကကိုအောင်ချူးဆိုတဲ့သူကလည်းလဲကြုံမရှိတော့ဘူးဆိုပြီးတော့ခြေချင်းရှောက်နေရကအခွင့်ကြုံကလိုက်ပါလာပါတော့တယ်ရွှေနှပင်ရွာကလဲပေါ်မှာငွေမောင်တို့တိုင်းဝသား2ယောက်ရဲ့ရွှေနှပင်သား2ယောက်နဲ့လဲမောင်းသူကိုပေါကြီးဆိုတဲ့သူရဲ့အားလုံးပေါင်း9ယောက်ပါဝင်တယ်ခရီးတစ်လျှောက်တယောက်နဲ့တယောက်စကားတွေဆိုရင်ပြောရင်လည်းလာလိုက်ကြတာရေတိုးမြောင်းကိုရောက်တော့မိုးကအတော်ချုပ်နေပြီတို့ပါတော့လေကောင်းကင်စီကလာစမ်း8ရက်ကျော်စမ်းသစ္စာလာရောင်ကလောကမြေပြင်ကိုကြာဆင်းနေလေတော့မှောင်တယ်လို့လည်းမထင်ရပါဘူးလင်းချင်းမှုကလည်းတိတိတသားပါနှစ်ယောက်သာရေတိုးမြောင်းကနေရွှေနှပင်ကလှဲနေလမ်းခွဲခဲ့ကြတယ်ကြံခီးကိုငွေမောင်နဲ့ကိုအောင်ချူးတို့စကားပြောရင်းနဲ့ခြေချင်းလျှောက်ကြရတာပေါ့တယောက်တည်းဆိုရင်တော့သွားရတဲ့ခရီးကတော်လန်ခီးပေမို့အတော့ကိုကတိကောက်ဖြစ်လိမ့်မယ်အခုကတော့2ယောက်ဖြစ်တဲ့အတွက်စကားပြောပေါ်ရှိပြီးစိတ်လဲအားရှိရတာမို့ဘာအခက်အခဲမှတော့မရှိလေ2ယောက်သာရေတိုးမြောင်ကိုဖြတ်ပြီးတော့ခင်တန်းကုန်းအတက်ကိုရောက်လာတယ်ဒီခါသူတို့အနောက်ကိုရေတိုးမြောင်စီကစကားပြောတဲ့နွားချူတန်စတဲ့အတန်တွေကိုကြားမိကြရလေရဲ့ငွေမောင်မင်းကြားမိလားကြားမိတယ်ကိုအောင်ချူနွားလဲတွေလာနေတာထင်တယ်လဲတွေမဟုတ်ဘူးကွာအများကြီးဖြစ်လိမ့်မယ်လဲရန်များဖြစ်နေမလားပဲအတန်တွေကနားထောင်နေနေကိုသူတို့ဘက်စီနီးနီးလာတယ်
တို့ရွာဘက်ကိုသွားမယ်ပုံပဲကွာလဲကြောင်လိုက်လို့ရရင်တော့ကောင်းမယ်ကွာကိုအောင်ချူရဲ့အတွေ့စကားအနားရောက်တော့လဲအဆင်ပြေရင်လိုက်တာပေါ့ဗျာအခုတော့မိမိကိုယ်သာအားကိုးရဆိုတဲ့အတိုင်းဆက်လျှောက်ကြအောင်စို့ငွေမောင်ရဲ့ဘာလို့များဆက်လျှောက်နေအောင်မလဲလဲလာနေတာသေးကြတာပဲဒီနားကထိုင်ဆောင်ကြမယ်လေကွာနည်းနည်းလျှောက်တော့နည်းနည်းပိုရောက်တာပေါ့ဗျာဒါပါငွေမောင်ရမင်းကဒိုးပင်လမ်းဆောင်ကလေးကလှဲစီးရတာကွာငါကလမ်းလျှောက်လာပြီလို့လမ်းတစ်ဝက်ရောက်မှာပဲလှဲကြုံစီးရတာငါချက်တော့ညောင်းလာပြီကွာကိုအောင်ချူပြောတာကလည်းဟုတ်မှန်တာမို့ငွေမောင်ဘာမှမပြောပြတော့သူစိတ်ထဲမှာအဝေးကနေအခုမှပြန်လာရတဲ့သူမို့အင်ကိုအမြန်ဆုံးပြန်ရောက်ချင်ပင်မဲ့လေခရီးသွားဖို့ကိုအောင်ချူစကားကမှန်နေတယ်လို့ရှိတာမို့မငင်းဆန်တော့အစဉ်ပြေမဲ့လမ်းနှစ်ဖေးနေရာစီမှာနှစ်ယောက်သားထိုင်ဆောင်ကြလေတယ်တိတ်မကြလိုက်ပါဘူးသူတို့မြင်ကွင်းတဲကိုရေတုံမြောင်ဘက်ကနေလမ်းအတိုင်းတက်လာတဲ့တဲတွေကိုမြင်ချရလေတယ်ဒါပြီဟဲ့ကိုအောင်ချူကဝမ်းသာအားရပြောပြီးလဲကြုံစီးဖို့ထရက်တယ်ဝေမောင်လဲထရက်မိတာပေါ့လဲတွေအနာရောက်လာတော့ကိုအောင်ချူကထိတ်ဆုံးကလှဲကိုတားတယ်။နောင်ကြီးလဲကြုံလိုက်ပြစီအောင်ဗျ။အနောက်လှဲပါတယ်။အဲ့ဒီကလိုက်ဒီလူစကားပြောတာဘယ်လိုပါလဲ။လဲသမားကသူတို့ကိုခက်ပြက်ပြက်စကားသာဆိုပြီးဆက်လက်မောင်းထွက်သွားတယ်။သူတို့လှမ်းကြည့်တော့အနောက်မှာကလည်းလှဲတွေကမနေမနှောဆက်နေတာကိုတွေးကြရတယ်။နောက်တစ်စီးထပ်တာပြန်တယ်မရပြန်ဘူး။ငါးစီးမြောက်အထိသူတို့တားကြည့်ချပင်ပဲတားသမျှလှဲတိုင်းကနောက်လှဲပါတယ်ကြီးပဲလေးတန်းပြက်ပြက်တွေနဲ့ပြောနေကြလေတယ်ဒီလိုအခြေအနေကြောင့်နောက်ကဆက်လာတဲ့လှဲတွေကိုငွေမောင်တို့နှစ်ယောက်မတားပြစ်တော့လမ်းနဘေးကနေပဲကိုဖသာခြေကျင်လျှောက်ခဲ့ကြတယ်လှဲတွေကသူတို့နဘေးကနေဖြတ်သွားနေပါတယ်အစည်းရည်အတော့ကိုများပြားပြီးဖြတ်သွားသမျှလှဲတိုင်းသူတို့ကိုလောကုတ်တစုံတရာမပြုတ်လေလှဲတန်းကြီးဆုံးသွားတော့ကိုအောင်ချူကပြောလာခဲ့ပါတယ်လှဲတွေတကယ်ကိုမနေဘူးပဲကွာရွာများပြောင်းလာကြသလားမသိပါဘူးထူးတော့ထူးဆန်းနေဗျာခမည်းတော်တတိထားမိသလားမသိဘူးဘာကိုလဲငွေမောင်ရဒီလူတွေဆက်ဆံရေးတော်တော်ကိုကျဲပါတယ်နော်ပြီးတော့ဒီအချိန်ကြီးကိုအခုလိုသွားနေတာကြီးကမင်းကဘာကိုပြောချင်တာလဲကွာနာနာဘောကတွေလို့ပြောချင်တာလားစိတ်แท้ထင်မိလာလို့ပါအကောင်ထဲလိုက်ကြီးတွေမြင်နေရတာကွာစကားတောင်ပြောလိုက်သေးတယ်လေကွာမဟုတ်တော့ပါဘူးသူဖသာရွာပြောင်းချတဲ့သူတွေဖြစ်မှာပါငွေမောင်လည်းဘာမှဆက်မပြောမိတော့သူဖသူပဲအတွေးထဲမှာပဲဆက်ပြီးတော့တွေးနေမိပါတယ်လဲတန်းကြီးကတော့သူတို့မြင်ကွင်းကနေအဝေးကိုရောက်သွားခဲ့ပါပြီနောက်တော့အကွေးအကောက်လမ်းတွေကြောင့်မြင်ကွင်းကနေကွဲသွားခဲ့ပါတယ်သူတို့ကတော့လမ်းဆက်လျှောက်ရင်းညသကောင်အချိန်ကိုရောက်မှသာရွာကိုပြန်ရောက်ခဲ့ကြပါရဲ့ညတော့ကရွာထဲကကြက်တွေဝက်တွေစိတ်တွေပျောက်လို့တဲ့တင်မောင်အိယာကနုံနိုချင်းတရွာလုံးအုပ်အော်တောင်းနေဖြစ်နေတဲ့တည်င်းတစ်ခုညကခကြီးကလည်းပန်းတာကတကြောင်အိမ်ရောက်တော့မိသားစုများစကားလက်ဆောင်ဆက်မိတာကတကြောင်ကြောင့်သူတို့တမိသားစုလုံးအိယာထနောက်ကျကြရလေတယ်အိယာကနိုးလေတော့တည်င်းကိုကြားမိပြီးသူတို့အိမ်ကအိမ်မွေးတလိပ်ဆန်တွေကိုစစ်ဆေးကြည့်မိတယ်ကျက်နှကောင်ပြောင်းနေတယ်ဟဲ့သူတို့အိမ်ကကျက်နှကောင်အခုခံခဲ့ရပါတယ်တရွာလုံးအတိုင်းအတာနဲ့စုပေါင်းကြည့်တော့ကျက်ကအကောင်20ဝက်ကတကောင်နဲ့စိတ်ကတကောင်ဒါဟာတာမန်တောတဘာဝအပျော်တမ်းချက်စားခြင်းလို့ခိုးယူတာမဟုတ်ပဲစီးပွားဖြစ်ခိုးယူတဲ့သဘောကိုတက်ရောက်နေလေပြီတကြီးနဲ့ရွာကောင်းဆောင်တွေကဒီကိစ္စအတွက်ကိုစုံစမ်းကြတယ်ခိုးသူကအတော့ကိုကျွမ်းကျင်ပုံရှိပါတယ်ဘယ်နေရာစီမှာမှခြေရလက်ရမကြံရစ်ဘူးစုံစမ်းသမှုတွေမှာလည်းဘာမှမထူးခြားခဲ့ဘူးဒီလိုကနေတနေကုန်လို့တညပြောင်းရပြန်လေပြီပေါ့ညီဦးပိုင်းအချိန်ရွာအစုံနေတဲ့ကိုချင်းနဲ့မတ်ချိုတို့လင်မယားတွေရွာတစ်ဖက်ကွင်းထဲကခက်တက်လူတန်တချို့ကိုကြားမိရလေတယ်ကိုချစ်တော့အတန်တွေကြားမိသလားအေးကြားမိတယ်ဟာလူတွေစကားပြောတန်တွေဟစ်အော်ပျော်ရွှင်နေကြတဲ့အတန်တွေပဲဟုတ်တယ်နော်ဘယ်ကလူတွေကများဒီအချိန်ကြီးကိုမတ်ချိုခက်တိုးရေရုပ်မိတယ်သူတို့ရဲ့တစ်ဖက်ကရွာအပြင်ကွင်းကြီးစီမှာဘာဆိုဘာမှရှိမနေတာသူတို့အသိပဲလေထွက်ကြည့်ဖို့ကြပြန်တော့လေသူတို့အင်္ဂလိပ်အနီးတဝိုက်မှာအင်ဂျီကမရှိဘူးအပြင်လည်းမထွက်ရဲကြဘူးမတော်လို့တခိုးဓမြများဆိုရင်ဖြစ်မတ်ချိုတွေးရင်းနဲ့ရင်ထိတ်မိရတယ်ဒီအချိန်ကြီးမှာတော့ဒီအနီးနားမှာရွာတွေကလည်းဘာအကြောင်းနဲ့မှအခုလိုလာမယ်မထင်ဘူးလေဒါဖြစ်တဆေးတွေများလားဒါပဲဖြစ်မှာပေါ့ဟိုးကျုပ်ကြောက်လိုက်တာတော့ကျုပ်ကတခိုးတွေဓမြတွေလောက်ပဲလို့တွေးမိတာတော်ပြောမှာပဲအိုးကြက်သိန်းတွေတောင်ထလာရပြီ
ပြောပြီးတော့နဲ့ကိုချစ်ရဲ့ရင်ဝင်ထဲကိုမက်ချိုတယောက်တိုးဝင်မိပါပြီကိုချစ်ကလည်းဒါမျိုးကသူလိုချင်တဲ့အကွက်ဆိုတော့ကမျက်နှာကြီးပြုံးဖြီးလို့ရဲ့လေတကယ်တမ်းတော့သူလည်းဂဂနာနာမသိပါဘူးစိတ်ရှိရကိုသာပြောလိုက်တာအရက်သုံးစကားအရဆိုရင်တော့ဒီယုံမြင်လို့ဒီချုံထွင်နေရဲ့ပေါ့မကြောက်ပါနဲ့မက်ချိုရဲ့ငါတယောက်လုံးရှိပါတယ်ဟာကိုချစ်ကအဲ့ဒီလိုပြောလိုက်ပါတယ်မက်ချိုစီကဘာမှတုတ်ပြန်စကားမဆိုဘူးလင်မယားနှစ်ယောက်တည်းရှိတဲ့အင်္ဂလိပ်စီကအတန်ပလန်တွေတိုးတိတ်စိတ်သွားခဲ့ပါပြီအဲ့ဒီညတကောင်ရံမှာတော့ကိုချစ်ပြောခဲ့တယ်လို့ပဲနှုတ်စည်းတာလားဘာလားတော့မသိပါဘူးသူတို့အတန်ကြားရကွင်းဘက်ကနေရွာထဲစီကိုလူလိုလိုတဆေးလိုလိုအရိတ်တွေဝင်ရောက်လာခဲ့တယ်ခွေးတွေမဟောင်တယ်လို့ဦးတန်လည်းထွက်မလာခဲ့ပါဘူးရွာထဲကခွေးတွေတိုင်းဟာလွတ်ရမှာသွားရောက်ပုံအောင်ကြတယ်အရိတ်တွေကတော့ရွာထဲကိုရောက်တာနဲ့တရွာလုံးစီအနှံ့ကိုဖြန့်ကျက်သွားလာကြတယ်အိမ်မွေးတိရစ္ဆာန်တွေကိုဆွဲယူဖမ်းဆီးကြတယ်ကြက်တွေကြက်ဖမ်းတယ်ဝက်တွေဝက်ဖမ်းတယ်စိတ်တွေစိတ်ဖမ်းတယ်ခွေးတွေတော့လည်းခွေးဖမ်းတယ်ထူးဆန်းတာကသူတို့ဖမ်းဆီးတာကိုခံကြရတဲ့တိရစ္ဆာန်တို့ဟာဘာအတမ်းမှကိုမပြုတ်နိုင်ပဲအယုတ်တွေလိုပဲငြိမ်သက်လို့ဖမ်းဆီးခံကြရတာပါသူတို့လိုချင်တဲ့လောက်ကိုဖမ်းဆီးရယူပြီးချိန်ကြတော့အရိတ်တွေဟာရွာအပြင်ကိုပြန်လဲလို့ထွက်ခွာသွားပါတော့တယ်ဒီအဖြစ်အပျက်ကိုတရွာလုံးအထဲမှာတိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရတဲ့သူနှစ်ယောက်တော့ရှိပါအဲ့ဒီသူတွေကတော့ငွေမောင်နဲ့ကိုအောင်ချူးတို့ပဲသူတို့နေကြတာကရွာတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပေမဲ့မြင်ရတာတွေကတော့တူညီနေပါတယ်နှစ်ယောက်စလုံးသူတို့မြင်ရတဲ့အရာတွေအတွက်စကားဆိုဖို့ရတော့မရှိနေဘူးဘယ်သူကမှလည်းပြောပြဖို့ရမဝင်ရဘူးနောက်တနေ့မနက်မှာတော့တိုက်တိုက်ဆိုင်ဆိုင်ကိုပဲကိုအောင်ချူးတယောက်ငွေမောင်စီကိုဆိုက်ဆိုင်မြက်မြက်ရောက်လို့လာပါတယ်ငွေမောင်ငါညားကဒီလိုမြင်မိတယ်ကွကျုပ်လည်းမြင်မိတယ်ဘာထူးကြလဲကျုပ်တို့တွေလဲကြုံစီးဖို့လောက်ကြတဲ့လဲတန်းကြီးကလူနှစ်ယောက်လောက်ကိုမြင်မိတယ်ငါလည်းအဲ့ဒီထဲကလူတစ်ယောက်ကိုမြင်မိတယ်ဟာကျုပ်တို့ရွာကအကောင်တွေပျောက်နေတာသူတို့လက်ချက်ပဲဗျကျုပ်တို့ရောက်တဲ့ညာကပျောက်ထားလဲသူတို့ပဲနေလိမ့်မယ်သူတို့လဲတွေငါတို့ရွာအနားမှာပဲရှိလိမ့်မယ်ကွာအဲ့ဒါတော့ဟုတ်တယ်ဘယ်လိုလုပ်ကြမလဲကိုအောင်ချူရွာကလူတွေကိုအကျိုးအကြောင်းပြောပြရမှာပေါ့ရွာကလူတွေကိုပြောပြရင်သူတို့ကယုံကြပါမလားမယုံစရာဘာရှိလဲကွာမယုံငါတော့မြင်ကြရတာပဲငါတို့လိုမျိုးမြင်တဲ့သူတွေထိုက်ရှိချင်ရှိမှာပေါ့အင်းပေါ့ဒါဖြစ်လေပြောကြတာပေါ့နှစ်ယောက်သာတကြီးအိမ်စီကိုထွက်ခဲ့ကြပြီးအကျိုးအကြောင်းပြောပြကြတယ်တကြီးကစပြီးသူတို့စကားကိုအယုံအကြည်မရှိဘူးမဖြစ်နိုင်ဘူးလို့ပဲအားလုံးကယူဆနေကြတယ်ဒီလိုလှုပ်ထားဟာလေရွာတွေကဒါမှမဟုတ်တခြားရွာကစီးပွားလုံငါအတွက်ခိုးယူနေတာလို့ပဲအထင်ရှိနေကြတယ်ဒီအတွက်ကိုလည်းကင်းသမားတွေစီစဉ်ထားတဲ့အကြောင်းပါပြောပြလာတော့အောင်ချူကောငွေမောင်ကောဘာပြောတတ်တော့မလဲဒီတိုင်လှည့်ပြန်ခဲ့ကြရုံပေါ့သို့ပါတော့လေသူတို့ရဲ့စိတ်အတွင်းမှာတော့ရွာကလူတွေကိုသူတို့စကားမယုံကြည်တဲ့အတွက်လိတ်ခဲတီတီဖြစ်နေကြရလေတယ်ဒီအတွက်ကိုအကောင်းဆုံးသက်သေပြနိုင်ဖို့သူတို့နှစ်ယောက်စူးစမ်းကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်ညရောက်တော့နှစ်ယောက်သားအရင်ညကလိုပဲသူတို့မြင်ထားတဲ့လူတွေရွာထဲဝင်လာပြီးပြန်ထွက်ချိန်ကြတော့အနောက်ကနေတိတ်တဆိတ်လိုက်ကြပါတယ်အရှိကလူတွေကရွာထဲကဖမ်းလာတဲ့အကောင်တွေကိုလက်ထဲကင်ပြီးတော့ပျော်ရွှင်စွာခုံပေါက်သွားလာနေပါတယ်အောင်ချူတို့ငွေမောင်တို့ကတော့အနောက်ကနေပုံးလိုက်ကွယ်လိုက်နဲ့လိုက်ပါကြတယ်ရွာပြင်ကွင်းပြင်ကြီးစီကိုရောက်လေတော့လဲတွေအများကြီးရပ်ထားပြီးလူသူကလေးတငယ်တွေပါအခြေပြုတ်ရန်နာနေကြတာကိုမြင်ကြရတယ်လက်ဆတော့သူတို့ကဒီမှာရောက်နေကြတာပဲအောင်ချူကတီတိုပြောလိုက်တယ်သူတို့ခြုံတစ်ခုတည်းဝင်ပြီးတော့ကြည်နေကြတော့မှာပဲရွာထဲကပြန်လာတဲ့သူတွေကိုလှဲစီကလူတွေကခုံပေါက်ပျော်ရွှင်ပြီးကြိုးစိုးကြတာကိုမြင်ချရလေတယ်ပြီးတော့ဖမ်းဆီးယူဆောင်လာတဲ့အကောင်တွေကိုခုတ်ထစ်ပိုင်းဖြတ်ပြီးသွေးတန်တရေရဲနဲ့အသားအစိမ်းတွေကိုခလေးရောလူကြီးပါမကြမ်းအကုန်မြင်ရည်ရှက်ရည်ကြီးစားတော့ကြတော့တာပါပဲတချို့ဆိုခုတ်ထစ်ရာကကြလာတဲ့သွေးတွေကိုလက်ခုပ်တွေခွက်တွေနဲ့အလူးရက်ခံလို့တောက်နေကြပါသေးတယ်အောင်ချူးနဲ့ငွေမောင်တို့မှာတော့ဒီမြင်ကွင်းကိုကြည့်ပြီးတော့အော်ကလီဆန်လာရကပြုတ်အန်ကျင်လာလို့မနှဲစိတ်ထိန်ရလေရဲ့ပြန်ကြစို့ကိုအောင်ချူးရအေးနှစ်ယောက်သာလာလန်းအတိုင်းကိုအတန်မထွက်အောင်လှည့်ပြန်ကြတယ်အနှဲငယ်ဝေးတဲ့နေရာလဲရောက်ရောရွာအထိကိုတုတ်ချေတင်တော့တာပါပဲသူတို့နှစ်ယောက်ရွာထဲကိုဝင်တော့ကင်းဖွဲနဲ့ဆုံးလေတယ်ခုနကအရိတ်တွေဝင်လာချိန်ကောပြန်ထွက်သွားချိန်မှာကောဒီကင်းသမားတွေကဘဲကိုရောက်နေကြတယ်မသိပါဘူးကျုပ်တို့ရွာအပြင်မှာ
ကိုအောင်ချူကသူတို့တွေးခဲ့တာကိုပြောပြတယ်နေလေတုန်းကလည်းဘသူမှမယုံကြသလိုအခုလည်းဘသူမှမယုံကြဘူးသူတို့ကိုယ်တောင်ပျောက်ဆုံးမှုတွေအတွက်သင်္ကာမကင်ဖြစ်နေကြပါသေးတယ်သူတို့နှစ်ယောက်ဇလန်းထွင်ပြီးပြောနေကြတယ်ပေါ့ကျုပ်တို့တက်တည်ပြပါမယ်ဗျာအောင်ချူနဲ့ငွေမောင်တို့ကပြောကြတယ်အေးလေမင်းတို့တက်တည်ပြနိုင်ရင်ပြမပြနိုင်လို့ကတော့မင်းတို့နှစ်ယောက်ရဲ့လက်ချက်ပဲအောင်ချူတို့လည်းဘယ်တက်နိုင်မလဲပြန်မသွားခြင်းပေမဲ့လေကင်းသမားတွေကိုခေါ်ဆောင်လို့ခொနက်ကကွင်းကြီးစီကိုပြန်လာခဲ့ကြရတယ်ကွင်းကြီးစီရောက်တော့လဲတွေကိုအရင်အတိုင်းပဲမြင်နေကြရတယ်လဲတွေစီကလူတွေကတော့အသားစိမ့်တွေကိုစားသူကစားကြတော့စားပြီးကြတဲ့သူတွေကစကားဆမြည်ထိုင်ပြောနေကြတယ်ကလေးတွေကတော့သူ့အစုနဲ့သူစော်ကစားနေကြပြီလေဟိုမှာတွေ့လားလဲတက်ကြီးအောင်ချူကကင်းသမားတွေကိုလှမ်းပြတယ်ကင်းသမားတွေမျက်စိမျက်နှာပြတ်သွားကြပါတယ်အကြောင်းကအောင်ချူပြတာရာကိုသူတို့မြင်မိလို့မဟုတ်ဘူးကွင်းပြင်ကြီးထဲမှာအောင်ချူတို့ပြောတဲ့အရာတစ်ခုမှရှိမနေပဲအာလာဟင်းလင်းကြီးတာဖြစ်နေလို့ရဲ့ဘယ်မလဲကွာဘာမှရှိမနေပါဘူးဟာဟိုမလေးဗျာအဲကောင်တွေဦးကြောင်ကြောင်လုံးမနေနဲ့ဘာမှမရှိဘူးမင်းတို့နှစ်ယောက်ကိုမကောင်းမှုကိုဖုံးကွယ်ခြင်းလို့ဇလန်းစင်နေတာတိတာနေပြီအောင်ချူတို့နှစ်ယောက်ငင်းဆန်လည်းမရတော့ပါဘူးကင်းဖွဲကသူတို့နှစ်ယောက်ကိုတရားခံအဖြစ်အသိရလင်းဆွဆွဲပြီးတော့တကြီးစီကိုထိတ်တုံးခတ်ဖို့ရခေါ်ဆောင်သွားခဲ့ပါပြီကျုပ်တို့တကယ်မလုပ်ပါဘူးတကြီးရဲ့ကျုပ်တို့ပြောတာကိုယုံပါဗျာအောင်ချူနဲ့ငွေမောင်တို့နှစ်ယောက်ထိတ်တုံးအတွင်းကနေတကြီးနဲ့ကြံသူအားလုံးကိုရှင်းပြနေကြတယ်အဲကောင်တွေဒီကြောတွေရှင်းမနေကြနဲ့တော့မင်းတို့နှစ်ယောက်ရွာကိုပြန်လာတဲ့ညကစပြီးတော့ရွာတွေကအခုလိုတွေစပြီးတော့ပျောက်ဆုံးနေတာဒီထဲကမင်းတို့ကိုငါမတင်ငါဖြစ်နေမိတာဘာတဲ့လဲစီ90ပါတယ်လှဲတက်ကြီးဟုတ်လားအလက်ကကြမ်းကြမ်းစစီကွာတကြီးခမများတို့တကယ်မှားနေပြီနော်တရားခံအစ်စ်ကကျုပ်တို့မဟုတ်ဘူးဗျဟာမင်းတို့မဟုတ်လို့ဘသူဖြစ်ရမှာလဲကွာလှဲတက်ကြီးပါဆိုဗျာအဲကောင်တွေမင်းတို့ပြောတဲ့စီကိုတတ်သိပြမယ်ဆိုလို့လိုက်ကြည့်ကြသေးတာပဲဘာမှရှိမနေဘူးလေကွာသူတို့ပဲမမြင်တာဗျကျုပ်တို့နှစ်ယောက်ကမြင်ရတယ်မြင်ရမှာပေါ့မင်းတို့ဖန်တီးထားတဲ့အရာပဲဟာအဲကောင်တွေမင်းတို့ဒီထက်ပေးရှည်လာရင်တော့ထိတ်တုံးနဲ့ရော်ကြီးတယ်မဟုတ်ဘူးကျိန်ထမ်းမှာပေးတော့မှာနော်ပြောမနေပါနဲ့တော့ကိုအောင်ချူရာဝေမောင်ကအခြေတင်ပြောမနေတော့ဖို့အောင်ချူကိုတားမြစ်လာလေပြီဟေ့ကောင်ငါတို့မှမဟုတ်တာကွာမဟုတ်တော့လေဗျာကျုပ်တို့ဘက်ကဘာများသက်သေပြနိုင်ဖို့ရှိလို့လဲအောင်ချူငြိမ်သက်သွားရလေတဲ့ဝေမောင်ပြောတာမှန်တယ်သူတို့မလုပ်ဘူးဆိုတာမှန်နေပင်မဲ့လေသက်သေမှပြလို့မရပင်ပဲထက်ရှင်ပြနေလေအပိုပဲဖြစ်တော့မှာရဲ့အေးကွာငါဘာမှမပြောတော့ဘူးနှစ်ယောက်သာကြံသူတွေအပြစ်တင်သမျှကိုခေါင်းငုံခါးစည်းခံဖို့ဆုံးဖြတ်လိုက်ကြပါတယ်အချိန်တိုင်ရင်တော့အမှန်တခုဆိုတာထွက်ပေါ်လာမယ်လို့လေသူတို့စိတ်ကယုံကြည်နေမိကြပါရဲ့နောက်တနေ့ညနေဆောင်အချိန်မှာတိုင်းဝရွာတဲကိုအယူတယောက်ရောက်ရှိလာလေတဲ့အယူပုံစံရဲ့ပုံစံကအယောင်လွင့်နေတဲ့ယောဂီအဝတ်အစားတွေစုပ်ချာချာသပင်ရှည်တွေကကောက်တိကောက်ကွေးဘုတ်တိုက်နဲ့အဝတ်အစားတွေလိုပဲအယောင်ပြက်ပြဲယောဂီလွယ်ကြီးတစ်လုံးကိုလွယ်လို့အုံးလက်မြင်းကိုပခုံးထက်မှထမ်းထားလိုက်တယ်။အိုးဟိုလှဲသား900မဟုတ်ပါဘူး။လှဲသား90ကန့်ကုန်းလေးတယ်။သူတို့ကိုသူတို့သေမှန်းမသိတယ်။ရွာစဉ်လက်လေရွာတဲ့ခိုးဝင်ရရသူအသားကိုခိုးစားလို့နေကြပါလိမ့်တယ်။အယူကရွာတဲကိုစဝင်လာကြတဲ့ကတချင်းမမဲစာကြိုးလည်းမဟုတ်တဲ့တကူတဲ့တော့အကြောင်းအရာကိုသူ့ပါဇက်ထဲကတွေးကြရနဘေထက်လို့အော်ကြီးဟစ်ကျဲတီးဆိုနေပါတယ်အယူအနားမှာတော့ခလေးတွေကဝိုင်းနေပါတယ်အယူကတချင်းကိုတီးဆိုရင်းတစ်ခါတလေဇမင်းသားများလို့ကခုံလေးတယ်ပြီးတဲ့အခါသူ့ကိုဝိုင်းဝန်းထားတဲ့ခလေးတွေကိုလွယ်အိတ်ထဲကတကြားလုံးတွေကောင်းညင်းတုတ်တွေကိုလိုက်ဝေပေးနေပါတယ်ဒီလိုအချင်းတွေကြောင့်လေအယူကိုခလေးတွေကမကြောက်ဖဲအနာကပ်ပြီးလက်ခုပ်လက်ဝါးတီးလို့အားပေးနေတာဖြစ်လိမ့်မယ်ကားခုံတီဆိုရင်နဲ့တကြီးအိမ်ရှိစီကိုအယူကရောက်ရှိလာတယ်တကြီးအိမ်ရှိရောက်တော့အယူကကနေရာကနေရုတ်တရက်ရက်လိုက်ပါပေါ့ပြီးတော့တကြီးအိမ်တွေကိုခက်တီတီပဲလှမ်းဝင်သွားခဲ့ပါတယ်တကြီးအိမ်ကလူတွေကအယူကိုမောင်းထုတ်ဖို့စိတ်ဆန္ဒရှိပေမဲ့ဘာကြောင့်မှမသိထိုင်ရာကမထားမိကြပါဘူးအာသေးထက်ခံရသူတွေလိုပဲငြိမ်နေမိကြတယ်အယူကတော့ဘသူ့ကိုမှဂယုမဆ
ထိတ်တုံးခက်ခံထားရတဲ့ငွေမောင်တို့နှစ်ယောက်စီကိုတန်းသွားခဲ့ပါတယ်။အောင်လေးတွေနင်တို့မလုပ်ဘူးဆိုတာငါသူတော်သိတယ်။ဟမ်အယူစီကပြောချလာတဲ့စကားကြောင့်ငွေမောင်ကောအောင်ချူကောအံ့အားသင့်သွားကြပါတယ်။ခမည်းကလေသား90ကိစ္စလေငါသူတော်လေးသိတယ်ကွာ။ဟာစိတ်မပူနဲ့နော်ငါသူတော်လေးဒီကိစ္စကိုဖြေရှင်းပေးမယ်။ခမည်းတကယ်ပြောတာလားခမည်းကအယူအစ်စ်ကောဟုတ်လို့လား။ငါသူတော်လေးပါအယူအစ်စ်မဟုတ်ဘူးကွ။ဒါဆိုခမည်းကငါသူတော်လေးကနတ်သားကဲအဲ့ဒါတွေမေးမနေနဲ့အဓိကနေတို့ရွာမှာကြုံနေရတဲ့လှဲသား90ကိစ္စကိုငါဖြေရှင်းပေးဖို့ရောက်လာခဲ့တာမဟုတ်လို့ရှိရင်သူတို့ပြန်ထွက်သွားတာနဲ့နေတို့နှစ်ယောက်အပြင်နောက်ထပ်တစ်ယောက်ကသူတို့နဲ့လိုက်ပါသွားရလိမ့်မယ်ဗျာကျုပ်တို့ကသူတို့ရဲ့လှဲတွေကိုအစွဲအလံသိပ်ကြည့်ပြီးပရလောကသားဖြစ်နေကြတဲ့သူတွေလူဘဝတုန်းကလှဲသား90အဖြစ်နဲ့ကျင်လည်ခဲ့ကြရာကတဘာဝဘေးအန္တရာယ်တစ်ခုမှအကုန်လုံးသေဆုံးခဲ့ကြရတယ်။သူတို့အခုလိုဖြစ်ပြီးကျင်လည်နေခဲ့တာနှစ်ပေါင်း900လောက်ရှိပြီ။သူတို့ကနေရာအတီးတကျမရှိတဲ့တဲကုံသေးတွေလူဘဝတွေကသူတို့ရဲ့မိသားစုတွေကိုလှဲပေါ်တင်ပြီးတော့နေရာတိုင်းကိုလှည့်လည်သွားလာနေကြတယ်။အခုဘဝမှာတော့အရင်လိုပဲသွားလာနေကြရင်ရှိနေကြတော့ပဲ။ဒါပေမဲ့ကွာခြားသွားတာကအခုဘဝမှာသူတို့ရဲ့စာလောင်မှုတွေကိုရွာတွေအနားမှာစတဲချကနေပြီးတော့ဖြည့်ရှင်းနေကြရတာအဲ့ဒီရွာကနေပြန်ထွက်တာနဲ့သူတို့စီက3ယောက်ကကျွတ်လွတ်ခွင့်ရပြီးရွာစီက3ယောက်ကသူတို့စီကို90ပြည့်အောင်ပြန်လဲဖြည့်တင်းပေးရတယ်ဒါကတော့သူတို့ဘက်ကခေါင်းဆောင်ရဲ့ကမာစိတ်ထိကြောင့်ရဲ့ပေါ့ကျွတ်တန်းဝင်လွတ်မြောက်ခွင့်ကိုလည်းသူကပဲကန့်သက်ထားပါတယ်ဖယားခေါင်းဆောင်ရဲ့အတ္တကြောင့်ဘယ်သူပဲလို့ကျွတ်သူတို့ထဲကလဲ90ကတော့နောက်လူထပ်ဖြည့်တာကြောင့်ဘယ်တော့မှရော့မသွားဘူးဒီလိုလူထပ်ဖြည့်တာကလည်းသူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကငယ်သားတွေအပေါ်ထားရှိတဲ့တန်ရောစဉ်ကြီးမားမှုရဲ့လို့ထင်မြင်နေကြတယ်အကောင်လုံးကအယူပြောပြတာကိုကြက်သိန်းတစ်ဖြန်းဖြန်းထရင်နားထောင်နေကြတယ်သူတို့ကိုဘယ်သူမှမမြင်နိုင်ဘူးဒါပေမဲ့မြင်နိုင်တဲ့သူကကြားတော့လေရွာတရွာမှာ3ယောက်ပဲရှိတယ်ဒီမြင်နိုင်တဲ့သူတွေကသူတို့စီကိုအင်အားပြန်လဲဖြည့်တင်းရမယ့်သူတွေပဲဒါဆိုကျုပ်တို့2ယောက်ကလူစားလဲရမယ့်သူတွေပေါ့ဟုတ်တယ်ရွာထဲမှာနင်တို့လိုပဲမြင်နိုင်တဲ့သူနောက်တစ်ယောက်ရှိနေလေအောင်မယ်ဒါနဲ့နင်တို့2ယောက်အခုငါးနောက်မှာရှိနေတဲ့တဆေကြီးကိုမြင်ကြရလားမြင်ရပါတယ်အယူကတကြီးဘက်ကိုလှည့်ကြည့်တယ်တကြီးနဲ့ရှိသမျှလူအားလုံးကအယူပြောတာကိုအကုန်လုံးကြားနေကြရတယ်လေဟိုဘက်ကသူတွေကကျုပ်အနောက်ကတဆေကြီးကိုဘယ်သူမြင်သလဲကျုပ်မြင်ရပါတယ်ဒါဆိုရင်တော့နောက်ထပ်လူစားလဲခံရမယ်တယောက်ကတကြီးပဲပေါ့ဟာတကြီးဦးထင်အလွန်ပဲထိတ်လန့်သွားခဲ့တယ်အယူနောက်ကပိန်ရှိရှိတဆေကြီးကိုသူတကယ်မြင်နေရတယ်လေလူတွေကတေမာကိုတော့ကြောက်ကြတယ်မဟုတ်လားအခုကတေပြီးနောက်မှာတော့လွတ်ကျွတ်ခွင့်မရပဲကျိန်စာတင့်ခံရတယ်လို့ဖြစ်နေတဲ့ပရလောကသားလှဲသားအဖြစ်နဲ့200ချီအောင်နေရမယ်အရေးဆိုတော့တကြီးခမညာသွေးပြက်ရပြီလေဒါတွေကအမှန်တွေပဲလားအမှန်တွေပဲပေါ့ဟာဒါဖြစ်ကျုပ်တို့ကိုကယ်ပေါင်းဥသူတော်ရဲ့ကျုပ်တို့ဘယ်လိုလုပ်ရပါမလဲသူတို့ကိုတေပြီးကြမှန်တီးကြပင်မဲ့ခေါင်းဆောင်ရဲ့အတ္တကြံသူတွေရဲ့အစွဲအလန့်စိတ်ကြောင့်ဘယ်လိုချွတ်ချုံမကြွနိုင်ဘူးဒါပေမဲ့နတ်သားလေးသူတော်ကဒီကိစ္စကိုဖြေရှင်းပေးနိုင်ပါတယ်ဘယ်လိုလုပ်ရမလဲအားကိုးပြစေနတ်သားလေးသူတော်ရဲ့တကြီးကအယူရဲ့နာမည်ကိုလေတန်လိုက်လို့ပြောလိုက်လေတယ်ဒီည12နာရီမထိုးခင်နင်တို့3ယောက်နဲ့ငါသူတော်လေးတို့သူတို့စီကိုသွားကြတာပေါ့အဲ့ဒီအချိန်ဆိုသူတို့လည်းရွာထဲကိုလာမလို့ပြင်ဆင်ကြတော့ဆိုတော့လူဆောင်နေလိမ့်မယ်ဟုတ်ကဲ့ညီးနဲ့ချိန်အတိအကျပြောရရင်တော့ည12နာရီမထိုးခင်အချိန်အယူသူတော်တဆေကြီးကိုုံနဲ့တကြီးဦးထင်တို့လူစားလဲခန့်ရမယ်3ယောက်တို့ဟာရွာအပြင်ကိုထွက်လာခဲ့ကြတယ်သိပ်ပြီးမလှမ်းလွန်းတဲ့နေရာဆိုတော့ခဏအတွင်းလှဲတွေရှိရာကွင်းပြင်စီကိုရောက်ကြလေတယ်ကွင်းပြင်ထဲကလှဲတွေကိုမြင်တော့တကြီးဦးထင်ခမမျက်လုံးအပြူသားနဲ့အလွန်အံ့ဩနေမိတယ်အားလုံးပဲဟန်မပြတ်ပဲရှိနေကြသူတို့အထဲကိုဝင်ပြီးတော့စကားသွားပြောကြမယ်ဟုတ်ကဲ့အယူသူတော်ကအရှိကနေဥဆောင်ပြီးတော့လှဲတွေအထဲကိုဝင်လေတယ်
သူတို့ကိုလှဲစီကသူတွေအကုန်လုံးကဝိုင်းဝန်းကြည့်နေကြတယ်ခေါင်းဆောင်လို့ယူဆရတဲ့တယောက်ကသူတို့စီကိုလှမ်းလာပြီးဟေးဘယ်သူတွေလဲလူစားလာလဲတဲ့သူတွေလားဟုတ်တယ်တစ်ဖက်ကအမေးကိုအယူသူတော်ကတီတီတက်တက်နဲ့ခေါင်းညှိမ့်လို့ဖြေတယ်၃ယောက်ပဲမဟုတ်လားကွာဘလို့ကြောင့်၅ယောက်ဖြစ်နေတော့၃ယောက်ပါပဲ၂ယောက်ကသူတို့ကိုလိုက်ပို့တာဩအင်းဟုတ်ပါပြီလေကျွန်တော်တို့လည်းသူတို့၃ယောက်ရောက်လာကိုမျှော်နေကြတာဒီက၃ယောက်ကတော့စရောက်တဲ့နေ့ကလေးကထွက်သွားကြပြီသူတို့လဲ၃စီးအတွက်မောင်းသူလိုနေလို့စောင့်နေတာအခုတော့ရောက်လာပြီပေါ့ခေါင်းဆောင်ကဝမ်းသာကြည်ပြတဲ့မျက်နှာထားနဲ့ပြောလာခဲ့တယ်အယူသူတော်ကတဲသားတို့ရဲ့ခေါင်းဆောင်ငါသူတော်ကောနင်တို့နဲ့လိုက်လို့မရဘူးလားအိုးမရဘူးလေသူတို့၃ယောက်နဲ့ဆိုရင်ပြည့်နေပြီပြည့်နေလေကတ်လိုက်လို့အဆင်ပြေမလားဟိုဘယ်ရမတော့ဒါဖြစ်ဟောဟိုကတယောက်ကောတစေကြီးကိုအောင်ကိုလက်ညှိုးထိုးလို့သူတော်ကပြောလိုက်တယ်သူလည်းမရဘူးလေဩလှဲကောင်းဆောင်ရဲ့နေမလဲနော်သေပြီးသားသူသေမှမကြောက်တဲ့သူနင်းစီကိုလိုက်ရှင်တဲ့သူကြမခေါ်ပဲသေမှကြောက်တဲ့သူနင်းစီကိုမလိုက်ရှင်တဲ့သူကိုဘာကြောင့်ခေါ်နေရတာလဲဟိုးဒါကကျွန်ုပ်ကိစ္စပါတဲကောင်းဆောင်ကဒေါသမျက်နှာနဲ့ပြောလာခဲ့ပါတယ်သေချာစဉ်းစားပါအောင်သူတို့မှမိသားစုတွေရှိတယ်တဲကောင်းဆောင်မှလည်းဟောဒီလှဲတက်ကြီးကိုမိသားစုအဖြစ်သတ်မှတ်ထားတယ်နင်တို့စီကရွာတရွာရောက်တိုင်းလူ၃ယောက်ထွက်သွားချိန်နင်ဘယ်လိုခံစားရသလဲအဲ့ဒီလိုပဲပေါ့သူတို့ဘက်ကသူတို့ရဲ့မိသားစုတွေရဲ့ခံစားချက်ကိုချင်းစာကြည့်ပေါ့လဲကောင်းဆောင်ငြိမ်သွားခဲ့ပါတယ်နင်တန်ရောစင်ကြီးလုံးတာသိပါတယ်ဒါပေမဲ့နင်းစီကအခုကြံရစ်တဲ့ငယ်သားတွေအထဲမှာလူဘဝကိုပြန်လာပြီးတော့သင်္ကန်းစီးကျင်သူရှိတယ်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းသူတွေရှိတယ်ဒါပေမဲ့နင်းအတ္တမှာသူတို့ရဲ့လွတ်မြောက်မှုတွေအားလုံးကကန့်သက်ခံထားရတယ်နင်သာအကြီးကဲဆိုရင်သူတို့ဆန္ဒသူတို့မျက်နှာကိုကြည့်ရမယ်မဟုတ်လားတဲကောင်းဆောင်သူ့အနောက်ကလူတွေအချားကိုလှည့်ကြည့်လိုက်တယ်အကုန်လုံးကသူ့အပေါ်မျောလင့်တကြီးဖြစ်နေကြတဲ့မျက်နှာတွေနဲ့နင်သူတို့ကိုမေးကြည့်ပါကျွတ်တန်းဝင်ခြင်းကြသလားလို့ခေါင်းဆောင်ဖြစ်သူကသူ့လူတွေဘက်ကိုလှည့်ကြည့်လိုက်တယ်အကုန်လုံးကခေါင်းဆောင်ကိုမျက်လုံးချင်းရင်ဆိုင်မကြည့်ဝန်းတာကြောင့်ခေါင်းကလေးတွေငုံကုန်ကြတယ်သင်တို့အားလုံးကျွတ်တန်းဝင်ခြင်းကြသလားနှုတ်ဆက်နေကြပါတယ်ကျွတ်တန်းဝင်ခြင်းကြသူရှိရင်ငါအခွင့်ပေးပါမယ်ခေါင်းဆောင်ရဲ့ထပ်မံပြောတဲ့စကားစီမှာငယ်သားတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်တယောက်ကကျွန်တော်တို့ခေါင်းဆောင်ရဲ့လက်အောက်မှာနေရတာပျော်ရွှင်ကြရပါတယ်ခွဲလဲမခွဲကျင်ပါဘူးဒါပေမဲ့ဒီဘွားကြီးမှာတော့စက်မနေကျင်တော့ပဲကျွတ်တန်းဝင်ခြင်းမိပါတယ်အဲ့ဒီတယောက်ရဲ့စကားအဆုံးမှာတယောက်ကစတရားဆိုတဲ့အတိုင်းနောက်လူတွေကထပ်ပြီးတော့ကျွတ်တန်းဝင်လို့ကြောင်းပြောလာကြပါတယ်နောက်ဆုံးတော့ခေါင်းဆောင်တယောက်သာကြံရည်ရပါပြီခေါင်းဆောင်ဟာသူ့လူတွေကိုကြည့်ပြီးတော့မျက်ရည်တွေများစွာကြာဆင်းလို့ငိုကြွေးပါတယ်ကောင်းပါပြီငါတင်တို့အားလုံးကျွတ်တန်းဝင်ခွင့်ပေးပါတယ်ငါအတားနဲ့တင်တို့ရဲ့အခွင့်အရေးကိုထိန်းချုပ်ထားသလိုဖြစ်သွားရလို့အားလုံးကိုငါတောင်းပန်ပါတယ်လဲသားကောင်းဆောင်ဟာသူ့ရဲ့ငယ်သားတွေအရှိမဒူးထောက်ချလိုက်ပါတယ်အိုးခေါင်းဆောင်ရဲ့အဲ့ဒီလိုမဟုတ်ပါဘူးခေါင်းဆောင်ရဲ့စောင့်ရှောက်မှုကြောင့်ကျွန်တော်တို့တွေအခုလိုတစုတစည်းတည်းရှိနေရတာပါခေါင်းဆောင်ကိုကျွန်တော်တို့မခွဲခွာတော့ပါဘူးအားလုံးကလည်းခေါင်းဆောင်ကိုပြန်လဲတောင်းပန်ကြတယ်မဟုတ်ဘူးငါအမှန်ကိုမြင်နိုင်သွားပါပြီငါမပါရင်တင်တို့ကျွတ်တန်းဝင်ဖို့ကိုငင်းပယ်ချမှာငါသိတယ်ဒါကြောင့်ငါကိုယ်တိုင်လဲတင်တို့နဲ့အတူကျွတ်တန်းဝင်ဖို့လှုံ့ဆော်ပါမယ်ခေါင်းဆောင်ရဲ့စကားအဆုံးမှာလဲသားမိသားစုတွေအားလုံးဟေးကနေဟစ်အော်ခုံပေါက်ပြီးပျော်ရွှင်ကုန်ကြတယ်သူတော်တို့9ယောက်ကတော့ခေါင်းဆောင်ကိုတစ်လှည့်တစ်ဖက်ကလဲသား90ရဲ့လက်ကျန်48ယောက်သောလဲသားမိသားစုတွေကိုတစ်လှည့်ကြည့်ကစိတ်ထဲဝမ်းသာဝမ်းနဲ့ခံစားချက်တွေနဲ့ပေါ့3ရက်အကြာတိုင်းဝရွာစီမှာလဲသား90ကိုရည်စူးကျင်းပတဲ့အကျိုးလို့ပွဲတစ်ခုကို3ရက်3လီတိတိအကျွေးအမွေးတွေတရားသဖြင့်တွေနဲ့ကျင်းပပူဇော်လို့ပြုလုပ်ခဲ့ပါတယ်လဲသားတွေကလည်းသူတို့စုဆောင်းထားတဲ့ပစ္စည်းတွေကိုအကုန်ပုံအပ်လို့ဒီအကျိုးလို့ပွဲအတွက်ကိုပေးထားကြပါတယ်အယူသူတော်ကတော့ဒီအချိန်မှာရှိမနေတော့ဘူးလဲသားတွေစီကပြန်ကလေးကရွာကနေတခါတည်းထွက်သွားခဲ့ပါ၏
အကျိုးလို့ပွဲကျင်းပတာ3ရက်3လီပြည့်ပြီချိန်မှာတော့ကွင်းပြင်ကြီးတွေကလှဲတွေကိုလှဲသားတွေကိုမိသားစုတွေကိုဟာဖြုတ်ခနဲပျောက်ပြဲလွင့်ပြဲရင်းကျွတ်တန်းဝင်ကုန်ကြရပါရဲ့ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာနောင်ရိုးစစ်တပ်ရေးသားထားတဲ့အယူသူတော်နဲ့လှဲသား90ဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ကျော်ထက်ပဲဖြစ်ပါတယ်ခင်ဗျာ